Ok, alo mấy mình là hóa chỗ kể gì tuy rằng mình nhận chuyện gì anh đi videoပြန်lại chú số đấy. À cú chỗ xuân đi đó mà rồi là chị nhưng mà này người ấy thì duy có quay sinh này cả tay đó này người party bỏ mà bulu tay áo mushi thế này. Video bây giờ nó thao tự sang nó sẽ duy có quay đông thì tay đó party đi thì nó lao nia mấy giờ bỏ mà thì nhưng mà này người duy có quay sinh này cả tay áo mushi bulu shi thế này. Sao rồi chỗ mình nhận đó mà phía bare. À cú chỗ phải có ra đấy tụi rồi. Giờ này mình nhắm một phía bare.သူကတော့ဒီ Federal ရေးရာနဲ့ Policy Center ရဲ့ Program Director တူဖြစ်ပါတယ်မင်္ဂလာပါဆရာဆရာမင်္ဂလာပါဆရာဟုတ်ကဲ့ဟိုဆရာပထမဦးဆုံးပေါ့လေကျွန်တော်မေးချင်တာကတော့ဒီလက်ရှိပေါ့လေဒီပထမဦးဆုံးပေါ့ဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်ပေါ့ဒီနောက်ကြောင်လေးကိုကျွန်တော်နည်းနည်းရှင်းပြပေးလို့ရမလားဆရာကျေးဇူးတင်တယ်ဆရာဒီကျတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီရွေးကောက်ပွဲစနစ်ကဒီကျွန်တော်တို့ first past the post လို့ခေါ်တဲ့ FPTP ရွေးကောက်ပွဲစနစ်ပေါ့ဒီစနစ်ကကျတော့ဒီကျွန်တော်တို့ဒီလူလာရပြီးခေတ်ပေါ့လူလာရပြီးတဲ့ဒီ1948ခုနှစ်ဒီကျွန်တော်တို့ခေါ်တဲ့ပါလီမန်ဒီမိုကရေစီခေတ်ပေါ့ရအဲ့ဒီခေတ်လေကျွန်တော်ဒီစနစ်ကိုကြီးတုံးခဲ့တယ်နောက်တော့1990ခုနှစ်မှာလေဒီ FPTP စနစ်ကိုကြီးတုံးခဲ့တယ်နောက်တော့အခုဒီ2010 2015 2020မှာကျတော့ဒီယူကပိုစနစ်ကိုပဲကြီးတုံးခဲ့တယ်ပေါ့ကျတော့ဆိုလိုကဒီစနစ်မှာကျတော့ဘလို့လဲလို့ပြောတဲ့အခါမှာကျတော့ဒီမဲဆန္ဒနယ်မြေတစ်ခုမှာဝင်ရောက်ရှင်ပြိုင်တဲ့ဒီကိုယ်စားလှယ်အားလုံးထဲမှာဒီအများစုအနိုင်ရရှိတဲ့ဒီကိုယ်စားလှယ်ကိုအနိုင်ပေးတဲ့စနစ်ဖြစ်တယ်ကျတော့ဒီယူကပွဲ6လုံးကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့ဒီပါလီမန်ဒီမိုကရေစီခေတ်မှာတော့၎င်းဒီ1990 2015မှာအကုန်လုံးပြန်ကြည့်တဲ့အခါမှာကျတော့ဒီပါလီမန်ဒီမိုကရေစီခေတ်မှာကျတော့ဒီဖာဆာပါလာဒီဖက်စစ်စာချင်းပြည်သူ့လူမျိုးအဖွဲ့ချုပ်ကဟိုအမြဲတမ်းအနိုင်ရတဲ့ကိုကျွန်တော်တွေ့ရတယ်နောက်1990မှာအားလုံးသိတဲ့အတိုင်းပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအနိုင်ရတယ်2010မှာကျတော့ဒီပြည်ထောင်စုနဲ့ကြက်ခိုင်ဖွဲ့ပြီးပါတီကအနိုင်ရပြီးတော့ဒီ2015နဲ့2020မှာကျတော့ဒီမြို့တော်ဒီမိုကရေစီပေါ်ချုပ်ပဲကျွန်တော်တို့အခုတောင်ပြကမ်းပြနိုင်တဲ့သဘောဖြစ်တယ်ဒါဒီကျွန်တော်တို့နိုင်ငံရဲ့ဒီဟိုတမိုင်းလျှောက်လေကြီးတုံးလာခဲ့တဲ့ UCOP စနစ်ဖြစ်ပါတယ်ဆရာဟုတ်ကဲ့ဆရာနောက်တစ်ခုလေဒီအခုကျင့်သုံးနေတဲ့ဒီ FPTP ရွေးကောက်ပွဲစနစ်ဟာဒီကျွန်တော်တမိုင်းကြောင်ရကျင့်ဘယ်နိုင်ငံတွေမှာဘယ်လိုနိုင်ငံမျိုးတွေမှာကျင့်သုံးတယ်လဲဒီမြန်မာနိုင်ငံမှာရောဒီဟာကိုဒီရွေးကောက်ပွဲစနစ်ကကျင့်သုံးတင်သလားဘာကြောင့်ဒီအခုတည်းဒီစနစ်ကိုကျင့်သုံးနေရတယ်လဲစတာတွေရောဆရာနည်းနည်းပြောပြပါဦးခင်ဗျတင့်သုံးတာပြပါဦးခင်ဗျကျတော့ဒီပထမဦးဆုံးအနေနဲ့ဒီ FPTP ရွေးကောက်ပွဲစနစ်ရဲ့သဘောတဘာဝကတော့သူအနိုင်တဲ့သူအကုန်ယူတဲ့စနစ်ဖြစ်တယ်ပေါ့ကျတော့ဟိုတမဲပဲနိုင်ပေါ့တမဲနိုင်လဲအကုန်ရတဲ့စနစ်ဖြစ်တယ်တမဲရှုံးလဲအကုန်လုံးရှုံးတဲ့ပုံစံမျိုးဖြစ်တယ်ဒါကသူ့ရဲ့သဘောတဘာဝဖြစ်တယ်ပေါ့ကျတော့ဒီစနစ်တွေကတော့ကျွန်တော်တို့ဒီဘယ်နိုင်ငံမှာအသုံးလဲဆိုတော့ကျွန်တော်တိတလောက်ပေါ့နော်တိတလောက်ကျတော့ဒီအမေရိကန်ပြည်ထောင်စုနိုင်ငံမှာ US မှာသုံးတယ်နောက်တော့ဒီပြည်တိုင် UK မှာသုံးတယ်နောက်တော့ဒီအိန္ဒိယတို့ကနေဒါတို့ပါကစ္စတန်တို့နောက်ပြီးဗြိတိရှရဲ့တဟတရနိုင်ငံမှာကျတော့အဲ့ဒီနိုင်ငံတွေသုံးတယ်ကျတော့ဒီစနစ်ရဲ့ဒီအားကောင်းချက်ကတော့သူကရိုးတယ်ဟိုနားလေရလွယ်ကူရိုးတယ်ရှင်းတယ်နောက်တော့လူဒုကလည်းသူရဲ့ဒီမဲပေးတဲ့ခါမှာကျတော့ပိုပြီးလွယ်ကူတယ်ဒါဒီစနစ်ရဲ့ဒီအားကောင်းချက်ပေါ့အဲ့မဲ့ဒီစနစ်မှာကျတော့ဘလို့နိုင်ငံနဲ့တိတော်လဲကျွန်တော်ပြောတဲ့ခါမှာကျတော့ဒီပညာရှင်တွေပြောဆိုတဲ့စကားကိုပြန်ကြည့်မယ်ဆိုရှင်ဒီစနစ်ကတကယ်လို့ဒီနှစ်ပါတီပေါ့ရှင်ပြိုင်တဲ့နိုင်ငံတွေဒီတမောက်နှစ်ပါတီကြီးစိုးတဲ့နိုင်ငံတွေမှာပိုတိတော်လို့ဆိုတယ်တဘောကဥပမာဆိုရင်ဒီအကောင်းဆုံးပြမယ်ဆိုရှင်အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးပေါ့အမေရိကန်ပြည်ထောင်စုမှာကျတော့နှစ်ပါတီပဲရှိတယ်ကျတော့ဒီ Republican နဲ့ Democrat ပေါ့ကျတော့အမေရိကန်ရွေးကောက်ပွဲမှာကျတော့ဒီကျွန်တော်တို့ကတခါလေကျတီပုတ်ကတွေရှိတယ်ဆိုမှလည်းဟိုတကယ်တမ်းရှင်ပြိုင်ကဒီနှစ်ပါတီပဲရှင်ပြိုင်တယ်ပေါ့နောက်တော့ကကျွန်တော်တို့ဥပမာတစ်ခုဆိုဒီဘီတိတ်ဟိုဘီတိတ်အင်္ဂလန်ဘီတိတ်လိုနေရာမျိုးပေါ့ကျတော့သူမှလည်းနှစ်ပါတီကြီးစိုးတဲ့ပါတီပဲရှိတယ်ကျတော့ဒီ Conservative နဲ့ Labour Party ပေါ့ဘီတိတ်မှာကျတော့ဒီရှိတယ်ဆိုမှလည်းဟိုဒီနှစ်ပါတီပဲကြီးစိုးတဲ့နေရာမျိုးမှာကျတော့ပိုတိတော့ဒါကဘာလဲဆိုတော့ဒီရွေးကောက်ပွဲမှာနှစ်ပါတီဒါရှင်ပြိုင်တဲ့အတွက်ကြောင့်မဲပေးတဲ့သူတွေက
သူကအဖြူမဲရွေးပိုင်ရွေးလို့လွယ်တယ်ရွေးလို့လေးရတယ်ပေါ့နောက်ပြီးတော့ဘယ်ပါတီပဲနိုင်ပေါ့နှစ်ပါတီဒါရှင်ပြိုင်တဲ့အတွက်ကြောင့်ပေါ့သူကဒီဆန္ဒမဲပေးသူရဲ့90%အထက်မှာသူကအမြဲတမ်းရှိနေတဲ့ပုံစံမျိုးဖြစ်တယ်ကျတော့ဒီလိုအနေအထားမျိုးမှာကျတော့ဒီနိုင်တဲ့ပါတီကအစိုးရဖွဲ့တဲ့အခါမှာကျတော့တည်ငြိမ်တဲ့အစိုးရမျိုးကိုဖြစ်စေနိုင်တယ်နောက်ပြီးတော့ဒီမိုကရေစီအနှစ်သာရအရလည်းပိုခိုင်မာတယ်လို့ပြောကြတယ်ဒါဒီ FPTP အားကောင်းတဲ့အချက်တွေလို့ကျွန်တော်ပြောလို့ရတာပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တဲ့ခါမှာကျတော့FPTP စနစ်ကဒီပါတီအများအပြားရှင်ပြန်တဲ့နိုင်ငံမှာကျတော့အဲ့မှာကျတော့ကိုစားပြုမှုဆိုတဲ့ပြဿနာကစကားပြောလာတယ်အဲ့တော့ဘာလဲဆိုတော့ဒီဥပမာနိုင်ငံတစ်ခုမှာဒီရွေးကောက်ပါတီက2ပါတီအထက်ပေါ့3 4 5ပါတီလောက်ရှင်ပြန်တဲ့နိုင်ငံမှာကျတော့ဒီအနိုင်ရတဲ့ပါတီကဆန္ဒမဲပေးသူရဲ့ဒီ90%အထက်မှာတော့မရှိနေတော့ရှိဘူးလေမလွယ်ဘာလို့ပါတီအများပြားရှင်မဲတွေကမဲတွေကွဲပြီးတော့ကျတော့ဒီအနိုင်ရတဲ့ပါတီကဆန္ဒမဲပေး90%အထက်မှာမရှိဒါပေမဲ့ရွေးကောက်ပွဲစနစ်အရသူကတမဲနိုင်ပဲနိုင်အကုန်ယူတဲ့စနစ်ပဲသူကနိုင်သွားတယ်အစိုးရအဖွဲ့ခွင့်ရှိတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တဲ့အခါမှာကျတော့သူ့ရဲ့ထောက်ခံသူတွေရဲ့မဲကဒီအခြားပါတီရဲ့ထောက်ခံသူမဲကသူ့ရဲ့ထောက်ခံသူတွေမဲနဲ့ပုံများတဲ့အခါမှာကျတော့ဒါကဒီစနစ်ကဒီလိုနိုင်ငံမျိုးမှာကျတော့တကယ်တမ်းလူစန္ဒမဲပေးသူအများစုကိုစားပြုသလားဆိုတဲ့မေးခွန်းကဖြစ်စီတယ်ပေါ့ကျတော့အထူးပဲဒီကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံလိုမျိုးသူကပါတီအများပြားရှင်ပြိုင်တယ်ကျတော့အနိုင်ရတဲ့ပါတီက90%မကျော်တဲ့ခါမှာကျတော့အဲ့လိုပုံစံမျိုးမိကွန်းထုတ်လာတယ်ကျတော့ကနေဒါမှာလည်းအဲ့လိုပုံစံမျိုးဖြစ်တယ်ကနေဒါမှာကျတော့4-5ပါတီလောက်သူရှင်ပြိုင်နေတယ်ဒါပေမဲ့နိုင်တဲ့အခါအနိုင်ရတဲ့ပါတီကတဘောကဒီ2015ကနေဒါယူကပေါ်ရလက်ကိုကျွန်တော်ပြန်ကြည့်တဲ့ခါမှာကျတော့ liberal ကနိုင်တယ်ဆိုမှလည်းဆန္ဒမဲပေးသူရဲ့39%လောက်ပဲရတယ်ကျတော့ဒါမဲ့လွတ်တော်မှာကျတော့သူအများစုနေရတဲ့ခါမှာကျတော့ဒါကိုစားပြုမှုပြဿနာကစကားပြောတာပေါ့ကျတော့ကျွန်တော်ဥပမာအကောင်းဆုံးကကျွန်တော်တို့နိုင်ငံလူမျိုးပေါ့ကျွန်တော်နိုင်ငံမှာကျတော့ဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီရွေးကောက်ပွဲရလဒ်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့ဒီအခုဒီ Center for the Constitution for Democracy ပေါ့ဒီဒေါက်တာဒေးဗစ်ဝီလျံဦးဆောင်တဲ့ဒီအဖွဲ့အလုပ်ထားတဲ့ဒီစင်းထဲမှာပြန်ကြည့်တဲ့အခါမှာကျတော့ဒီ1990ရွေးကောက်ပွဲမှာကျတော့ NLD ရရှိတဲ့မဲက59%ကျော်60%လောက်ပဲရတယ်ဒါပေမဲ့လွှတ်တော်မှာကျတော့သူက80%လို့သူနေရာယူသွားတယ်ကျတော့ထို့တူ2010မှာလေ USCP နိုင်တဲ့မဲက56%ပဲရှိတယ်ဒါပေမဲ့88%လောက်သူကရသွားတယ်ဒီနောက်ပြီးတော့ဒီ15မှာလည်းအဲ့လိုပဲသူက60%မပြည့်ဘူးနေဒါပေမဲ့လွှတ်တော်ပြအများစုနေရာယူသွားတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီ2015ရွေးကောက်ပွဲစီးမှာပဲပြန်ကြည့်တဲ့ခါမှာကျတော့အထူးဒီပြည်နယ်တရဲ့မဲဆန္ဒစင်းကိုပြန်ကြည့်တဲ့ခါမှာကျတော့ဒီအနိုင်ရလိုက်တဲ့ပါတီကိုယ်စားလှယ်မဲတွေက90%အောက်မှာအများစုဖြစ်နေတယ်တွေ့ရတယ်ဒီဘောကဒီ2015စင်းထဲမှာကျွန်တော်ပြန်ကြည့်တဲ့ခါမှာကျတော့ဒီဘောကချင်ပြည်နယ်လိုမျိုးပေါ့ကျွန်တော်ကပင်ချင်ပြည်နယ်ပြည်သူ့လွှတ်တော်မှာကျတော့သူကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကအကုန်လုံးနိုင်တယ်ဒါပေမဲ့အနိုင်ရ90%ကျော်တဲ့နေရာက4 နေရာလောက်ပဲရှိတယ်တဘောမန်စီမြို့လိုမျိုးဆိုသူက30%ကျော်လောက်ပဲနိုင်တယ်ပေါ့မဲပေးသူ30%ကျော်လောက်ပဲရှိတယ်ပေါ့ထို့တူကရင်ပြည်နယ်မှာလည်းထို့တူပဲကျတော့ကရင်ပြည်နယ်9မြို့နယ်စလုံးမှာကျတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနိုင်တယ်ဆိုမှလည်းအမှန်က90%ကျော်တဲ့မြို့နယ်ကမြောက်ဒီလိုမြို့နယ်တစ်ခုပဲရှိတယ်ကျတော့အဲ့ဒီလိုမျိုးမှာကျတော့ဒါဒီကိုစားပြုမှုပြဿနာကစကားပြောတယ်ဒါဒီတစ်ချက်ပေါ့နောက်တစ်ချက်ကအဲ့ဒါဖြစ်စေတယ်ကျတော့ဘာကြောင့်ဒီလက်ရှိရွေးကောက်ပွဲစနစ်ကတုံးနေလဲဆိုတော့ကျွန်တော်တို့တော့နည်းနည်းတော့ခံမှန်းလို့ခက်တယ်ပေါ့လေခက်တယ်ဆိုတော့ဘာကြောင့်တုံးနေလဲဆိုကျွန်တော်တမိုင်းအစင်လာကြည့်တုံးခက်တဲ့တုံးတယ်လားဒါမှမဟုတ်ဘလို့လို့ကျွန်တော်နည်းနည်းပြောဖို့ခက်တယ်ဒါပေမဲ့ဒီရွေးကောက်ပွဲစနစ်ကဘယ်လိုပြောမလဲဒီပါတီကြီးတွေပေါ့သူဒီတနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ပါတီကြီးတွေအတွက်ကဘယ်လိုပြောမလဲအားတာစီတဲ့စနစ်မျိုးဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုလေဒီအခုမြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ရွေးကောက်ပွဲစနစ်ကတော့ဟိုပေါ့ဒီတိုင်းသားပါတီတွေပေါ်တက်ရောက်မှုတွေကဘယ်လိုရှိတယ်ဆရာအဲ့ဒါလည်းပြောပါဦးဒီတက်ရောက်မှုတွေကဒီတိုင်းသားပါတီတွေပဲလားဒီကျန်တဲ့ပါတီငယ်တွေ
အတွက်ရောအလားတူပဲနစ်နာမှုတွေရှိသလားဆရာအဲ့ဒါနဲ့သုံးသပ်ပြပါဦးဗျ ဟုတ်ကဲ့ကျတော့ကျွန်တော်အဲ့ဒီဘက်ကိုမတော်ခင်မှာကျတော့ကျွန်တော်တို့ဒီ2020ရွေးကောက်ပွဲကိုကြည့်တဲ့ခါမှာကျတော့ဟိုနှစ်ချက်တော့စဉ်းစားမိတယ်တစ်ချက်ကဟိုတိုင်းသားပါတီတွေကဟိုအများကြီးတော့မြော်မှန်းပါတယ်ဒါပေမဲ့ဟိုမြော်မှန်းချက်နဲ့နှမ်းထွက်တော့မကိုက်တဲ့ပုံစံမျိုးထွက်လာလို့ရက်လက်ကနောက်တစ်ဖက်ကပြန်စဉ်းစားကြည့်အခါကျတော့မြို့သားဒီမိုစီအဖွဲ့ချုပ်ကဟိုကောင်းလွန်သလားပေါ့ဟိုတော်တော်လွန်လို့နိုင်သလားဆိုတဲ့အချက်ပေါ့အဲ့ဒီပုံမှာစဉ်းစားမိတယ်ဆိုတော့နောက်တစ်ခုကဒီတိုင်းသားပါတီတွေရှုံးနေတာကတိုင်းသားလူမျိုးတွေကသူ့ရဲ့ဒီမိခင်ပါတီပေါ့ပါတီကိုမထောက်ခံလားဘူးဆိုတဲ့အချက်စဉ်းစားမိတယ်ဆိုတော့ဟိုယူကတိုင်းသားတွေပါတီအတွက်ပါကြောက်ဟိုမနိုင်ဒါလဲလို့ပြန်သုံးသပ်တဲ့အခါမှာကျတော့အကြောင်းအရာအကြောင်းချက်တွေအများကြီးဟိုရှိနိုင်ပါတယ်ကျတော့ဒါပေမဲ့ဒီကဟိုတူညီတဲ့အချက်နှစ်ချက်သုံးချက်ကျတော့ဒီမှာကျွန်တော်နည်းနည်းဟိုဆွေးနွေးချင်တာကတဘောကဒီအရေးအမြင့်ကိုပြဿနာမျိုး resource မှာကျတော့ဒီတိုင်းသားပါတီတွေကဒီပြည်မပါတီကိုအထွေအာဏာရပါတီလိုမျိုးပါတီကြီးတွေကိုရှင်းပြနိုင်တဲ့အနေအထားတို့ဟိုနေလုံးပါတယ်အဲ့ပြီးတော့စွန့်ရည်ပြဿနာကိုစွန့်ရည်ဆိုင်ရာချက်လက်တွေပေါ့ကျတော့ဒီစွန့်ရည်ပိုင်း capacity ပိုင်းမှာလည်းဒီတိုင်းသားနိုင်ငံရေးပါတီတွေကပြည်မပါတီကြီးကိုရှင်းပြဖို့တော့ဟိုခရင်ပါတယ်ကျတော့ဒါအချက်ပေါ့နောက်တစ်ခုကဒီ2020ရွေးကောက်ပွဲမှာတမူထူးခြားတဲ့အကြောင်းချက်တစ်ခုကဒီအခြေအနေရအကြောက်ပြောလဲပြောလို့ရတယ်ဆိုမှဒီအခြေအနေပေးတာကဒီ COVID ပေါ့ COVID ရဲ့နဲ့ပတ်သက်တဲ့အချက်တစ်ချက်လည်းပါပါတယ်ထင်တယ်ကျတော့ COVID ကြောက်လဲဒီအာဏာရပါတီကိုအားတာစေတဲ့အချက်လေးဖြစ်စေတယ်လို့ကျွန်တော်အဲ့လိုပဲဟိုမြင်မိတယ်ပေါ့ဘာလို့ဆိုတော့ဒီ COVID ကြောက် COVID ရဲ့လှုပ်ဆောင်မှုကြောက်ဒီအချို့နေရာပေါ့ဗျာတဘောဥပမာစင်ဒီကိုဗစ်အထောက်ပဒီနိုင်ငံတော်အထောက်ပတယ်ဆိုမဲ့လေတကယ်အများပြည်သူမြင်မှာကျွန်တော်အနာရပါတီကထောက်ပတယ်ဆိုအမြင်မျိုးတွေကလည်းဟိုရှိနေနိုင်တဲ့ပုံမှာကျွန်တော်ဒီပုံမှာကျတော့ဒီအနာရပါတီရဲ့ဒီအာတာချက်လို့ပြောနေဟိုပြောလို့ရဆိုအချက်တစ်ချက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အရေးကြီးတဲ့အချက်တစ်ခုဟိုပြောချင်တာကဒီ DB အချက်တွေအပြင်ပေါ့ကျွန်တော်ရွေးကောက်ပွဲစနစ်ကြောက်လို့ကျွန်တော်ပြောချင်ပါတယ်ဟိုအဲ့ဒါကဘာလဲဆိုတော့ဒီလက်ရှိဟိုဖွဲ့စည်းပုံပေါ့လေလက်ရှိဖွဲ့စည်းပုံမှာရှိတဲ့ရွေးကောက်ပွဲစနစ်ပြဋ္ဌာန်းတဲ့ရွေးကောက်ပွဲစနစ်ကဒီအထူးပြဒီဟိုပြည်မပါတီပေါ့ပြည်ထောင်စုပါတီကြီးကိုဒီကဟိုအကျိုးရှိအောင်ဟိုရေးဆွဲထားတယ်လို့မျိုးဖြစ်နေသလားပေါ့အဲ့လိုပုံစံမျိုးတော့စဉ်းစားမိတယ်ကျတော့ဒီနေရာမှာဆရာဒေးဗစ်ဝီလျံထောက်ပြတဲ့အချက်တွေကိုကျွန်တော်နည်းနည်းပြောပြန်ကိုးကားချင်ပါတယ်ကျတော့ဒီအခုလက်ရှိရွေးကောက်ပွဲကသူဆရာဒေးဗစ်ဝီလျံပြောတဲ့တုံးတော့ constitutional advantage ကိုသူကသုံးပါတယ်ကျတော့ဒီရွေးကောက်ဖွဲ့စည်းပုံကပေးတဲ့ဒီ advantage ပေါ့ဟိုကောင်းကျိုးကြောင့်ဒီအာဏာရပါတီကအတာရတယ်လို့သူအဲ့လိုပဲဆိုလို့ချင်းဖြစ်တယ်ကျတော့သူကဟိုသုံးလေးချက်ကိုသူထောက်ပြပါတစ်ချက်ကဒီအခုလက်ရှိကြီးသုံးနေတဲ့ဒီရွေးကောက်ပွဲစနစ်ပေါ့ဒီ majority voting system ပေါ့ဒီ FPTP စနစ်ကအဲ့ဒါကပါလဲဆိုတော့သူဒီဓမ္မများမဲစုအနိုင်ရတဲ့စနစ်နိုင်သူကုန်ယူတဲ့စနစ်ကဘယ်လိုဖြစ်လဲဆိုတော့ဒီမဲဆန္ဒရှင်တွေကပါတီကြီးဘက်ကိုပိုရိမ့်တတ်တဲ့ဆိုတဲ့သဘောရှိတယ်။ဘာလို့ဆိုတော့ဒီရွေးကောက်ပွဲမှာကြတော့အများအဖြစ်ကပါတီကြီးတွေအနိုင်ရတဲ့အခါမှာကြတော့ဒီမဲဆန္ဒရှင်တွေကသူတို့ကဒီပါတီတေးသေးလေးကိုတိတ်ပြီးတော့မဲပေးချင်တဲ့စိတ်ဓာတ်ဟိုစိတ်ပေါ့နဲသွားတဲ့ပုံစံဖြစ်တယ်။ဒါဒီတစ်ခုပေါ့လေ။နောက်တစ်ခုကဒီရွေးကောက်ပွဲစနစ်အပြင်ပေါ့လေရွေးကောက်ပွဲစနစ်ပြင်ကြတော့အခုလက်ရှိကျွန်တော်တို့မှာကြည်သုံးနေတဲ့ဒီဖွဲ့စည်းပုံခြေကဥပဒေအရာကဒီဗဟိုမှာအာဏာစုစည်းထားတဲ့စနစ်ဖြစ်တယ်။ကျတော့ဗဟိုမှာအာဏာစုစည်းထားတဲ့အတွက်ကြောင့်ကျတော့ဒီလူတွေကဒီဥပဒေပြုရေးအာဏာတော်ကောင်းနောက်ပြီးပြည်နယ်မှာတော်ကောင်းပေါ့ဒီကျတော့ဒီအာဏာရတဲ့ပါတီကအကုန်လုံးအာဏာဟို
သွားတဲ့ပုံစံမျိုးဖြစ်တဲ့ခါကျတော့လူတွေကအခြေအနေကြောင့်ပေါ့ဥပဒေပြုရေးတော်ကောင်းနောက်ပြီးတော့သူကဒီproject ဒီ development project ရတော့ကောအခြား incentive အရာပေါ့ကျတော့ပြီးမှပါတီဘက်ကိုယိမ်းသွားတယ်အာဏာရပါတီကြီးဘက်ကိုယိမ်းသွားတယ်ကျတော့တစ်ဖက်ကတော့နောက်တစ်ခုကကျွန်တော်တို့ကြားလာကြတော့လူထုထဲမှာဘာဖြစ်လဲဆိုတော့ပြည်နယ်အခြေပြုပါတီတိုင်းသားအခြေပြုပါတီကိုကျတော့ငါတို့မဲပေးရင်လေဘာမှထူးမှမဟုတ်ဘူးဆိုတဲ့အမြင်ကဖြစ်လာတဲ့ခါမှာကျတော့တစ်ဖက်ကပြည်မပါတီပါတီကြီးတွေပြိုင်ဆိုင်တဲ့ခါမှာကျတော့ဒီပါတီကနာဘလို့ဖြစ်တယ်ဆိုတော့စဉ်းစားချက်နဲ့တဘောကအခုကျွန်တော်တို့ကြားနေရရွေးကောက်ပွဲကျတော့နင်းတို့တိုင်းသားပါတီကိုပေးရင်အစိုးရဖွဲ့နိုင်မှာမဟုတ်ဘူးဆိုတဲ့အမြင်မျိုးပေါ့အဲ့ဒါကကျတော့တိုင်းသားပါတီငယ်တွေတိုင်းသားအခြေပြုပါတီကအချို့တိုင်းသားတွေကမဲပေးခြင်းစိတ်မရှိအောင်အဲ့လိုပုံစံမျိုးဖြစ်ကြတော့သူတို့ငါတို့မဲပေးငါတို့မဲကလာဟာတာဖြစ်သွားမှာပဲဆိုတော့ voice vote ပုံစံမျိုးစဉ်းစားကြမှာကျတော့ပြည်မပါတီကြီးဘက်ကိုမဲပေးသွားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့လိုပုံစံမျိုးပဲဒါကဒီဆရာ David ထောက်ပြတဲ့ချက်တစ်ခုနောက်ပြီးတော့တစ်ခုကဒီပြည်တော်စုလွှတ်တော်ကရွေးကောက်ပွဲဥပဒေကိုလွှမ်းမိုးထားတဲ့အချက်ကဒီ constitutional advantage တို့ဆရာ David William ပြောတယ်ကျတော့ဘာလို့ဆိုလဲဆိုတော့ကျတော့လွှတ်တော်နှစ်ခုစလုံးကဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥပဒေကိုပြဋ္ဌာန်းတဲ့ခါမှာကျတော့ပြည်နယ်မှာလည်းတော်ပြီးအကျိုးသက်ရောက်မှုရှိသွားတယ်ကျတော့အဲ့ပုံစံမှာကျတော့ပါတီကြီးဘက်ကိုမတိမတာရင်သွားတယ်ဆိုတဲ့အချက်မျိုးဖြစ်တယ်အဲ့လိုပုံစံမျိုးနောက်တစ်ခုကနောက်အရေးကြီးဆုံးတစ်ခုကကျွန်တော်တို့အရှိမအခုထိပေါ်မျက်မြင်တွေ့နေရတဲ့အချက်ကဒီရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့စည်းမှုနဲ့ရွေးကောက်ပွဲကော်မရှင်အခမ်းကဏ္ဍပေါ့ကျတော့ဒီကျွန်တော်တို့အခုလက်ရှိဖွဲ့စည်းပုံရဲ့ရွေးကောက်ပွဲကော်မရှင်ကဓမ္မရကခတ်တယ်ဓမ္မရကခတ်တယ်ခတ်ပြီးတော့တကယ်လို့ဓမ္မရက constitution မှာအတိအကျရေးတဲ့ကဒီကော်မရှင်ကသူ့ရဲ့တာဝန်ကိုကြည့်ပြမှာထမ်းဆောင်နိုင်ဘူးဆိုရှင်ဓမ္မရကသူကရုပ်သိမ်းပိုင်ခွင့်ရှိတယ်ကျတော့အဲ့လိုနေထားမျိုးမှာကျတော့ဆိုလို့ချင်းကရွေးကောက်ပွဲကော်မရှင်ကတိချလွတ်လပ်နေတဲ့ပုံစံမျိုးသူမရှိဘူးသူကဓမ္မရကိုတာဝန်ခံရတယ်တော့ခါတဲ့ပုံမှာကျတော့ဓမ္မရကအနာယပါတီကရွေးထားတဲ့ပုံကိုပေါ့အဲ့လိုနေထားမျိုးမှာကျတော့သူကလွတ်လပ်ပြီးတော့သူတိချပုံစံနဲ့သူမရှိနေတဲ့ခါမှာကျတော့အခုကျွန်တော်တို့2010မှာကျွန်တော်တို့တွေ့နေရတဲ့ပုံစံကအဲ့ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့စည်းမှုပုံစံနဲ့လွတ်လပ်မှုမရှိတဲ့ပုံစံတွေပေါ့ဒါတော့နောက်ပို့ဆိုးတာကဒီပင်နိုင်ငံမှာကျတော့တဘောကချို့နိုင်ငံမှာကျတော့ရွေးကောက်ပွဲကော်မရှင်ကဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကသူကသူကတိချသူမရှိသူကနည်းနည်းခြားနာနေတယ်ဒါတော့အခုကျွန်တော်တို့နိုင်ငံရွေးကောက်ပွဲကော်မရှင်ကဗဟိုရွေးကောက်ပွဲကော်မရှင်ကဓမ္မရခတယ်ဓမ္မရရွေးကောက်ပွဲကော်မရှင်ကပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကိုခတယ်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အောက်ခြေစစ်ရွေးကောက်ပွဲကော်မရှင်ခတဲ့ခါမှာကျတော့ရွေးကောက်ပွဲကော်မရှင်တစ်ခုလုံးကဒီဗဟိုရဲ့အဆုံးဖြတ်အောက်မှာဖြစ်နေတယ်အဲ့လိုမျိုးကျတော့ဗဟိုရွေးကောက်ပွဲကော်မရှင်ကဓမ္မရကိုတာဝန်ခံရတဲ့ခါမှာကျတော့ဒါကဖွဲ့စည်းပုံတွေရဲ့ဒီပေးထားချက်ပေါ်မှာကျတော့သူပြအာဏာရပါတီဘက်ကအားသာစေတဲ့အချက်တွေဖြစ်တယ်ပေါ့ဒါကဒီတခုပေါ့နောက်ပြီးတော့ဒီရွေးကောက်ပွဲအခုကျွန်တော်တို့နိုင်ငံမှာကြီးတုံးတဲ့ဒီရွေးကောက်ပွဲစနစ်မှာကျွန်တော်တို့တစ်ချက်ပေါ့တတိထားတဲ့အချက်တွေကဒီ FPT ရွေးကောက်ပွဲစနစ်မှာကျွန်တော်တို့ခေါ်တဲ့ဒီ gerrymandering ပေါ့ရွေးကောက်ပွဲနေမီတတ်မှတ်တဲ့ကိစ္စပေါ့အဲ့ဒါကလည်းကျွန်တော်တိုင်းသားတွေတော့ဘယ်လိုပြောမလဲမမျှတတဲ့အနေအထားကိုရောက်သွားတယ်လို့ကျွန်တော်ယူဆတယ်ပေါ့ဘာလဲဆိုတော့ဒီ FPTP ရွေးကောက်ပွဲစနစ်ကသူကနိုင်တူအကုန်ယူတဲ့အတွက်ကြောင့်ဒီဖြစ်တတ်တဲ့ကဒီရွေးကောက်ပွဲနေမီတတ်မှတ်တဲ့အခါမှာကျတော့တတ်မှတ်တဲ့သူကသူ့ဘက်တာအောင်သူဆွဲဆောင်တတ်တဲ့သဘောမျိုးရှိတယ်အဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့အဲ့တော့အခုကျွန်တော်တို့နိုင်ငံမှာကြီးတုံးနေတဲ့ဒီကိုယ်စလဲရွေးချယ်မှုစနစ်ကသဘောကဒီပြည်နိုင်ငံနဲ့နည်းနည်းတော့မတူလို့ပြသူရဲ့ဒီအမေရိကန်လူမျိုးအမေရိကန်ကသူလူကြီးမသူအခြေခံပြီးတော့ပြည်နယ်လွှတ်တော်ကိုယ်စလဲကိုရွေးတယ်ပေါ့ကျွန်တော်တို့လေ့လာမှုတလို့ဆိုရင်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမြို့နယ်ကိုအခြေခံတယ်မြို့နယ်မှာကျတော့ပြည်သူ့လွှတ်တော်ကိုယ်စလဲတရားပေါ့ကျွန်တော်ပြည်သူ့လွှတ်တော်ကိုဦးစားပြီးဆောင်ဖို့နည်းနည်းဆူပြောတာပေါ့ဗျာအဲ့တော့ဒီကျွန်တော်တို့နိုင်ငံမှာရှိတဲ့မြို့နယ်ကမြို့နယ်330ရှိတယ်ကျွန်တော်တိုင်းမှာမြို့နယ်30မှာတိုင်းခွန်တိုင်းမှာရှိတဲ့မြို့နယ်က200နဲ့9မြို့နယ်ရှိတယ်နောက်ပြည်နယ်မှာကျတော့123မြို့နယ်ရှိတယ်ကျွန်တော်
တမျိုးနဲ့တယောက်နှုံးနဲ့ရွေးမယ်ဆိုရင်တိုင်းကတက်လာတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က209ယောက်နဲ့ပြည်နယ်တက်လာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က123ယောက်ဖြစ်တယ်ကျတော့အချို့ရတော့ကွာသွားပြီကျတော့ပြည်နယ်အခြေပြုတဲ့ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်ပြည်နယ်အခြေပြုတိုင်းသားပါတီကပြည်နယ်မှာအလုံးနိုင်တော့မှတိုင်းရဲ့ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ကြော်နိုင်တဲ့အနေအထားမျိုးမရှိဘူးအများကြီးကွာတယ်ဟို60နဲ့30ချိုး20ရာခိုင်နှုန်းကျော်လောက်ကွာတဲ့အနေအထားမျိုးဖြစ်တယ်ဒါကလည်းကျွန်တော်စဉ်းစားရမှာချက်နောက်တစ်ခုကဒီကျွန်တော်တို့1990မှာရုပ်ကပတ်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့ဒီဒူလက်မြို့နယ်ခြေပြုတ်ပဲဒါပေမဲ့မြို့နယ်က18မြို့နယ်ပဲရှိတယ်ဒါပေမဲ့အခုရုပ်ကပတ်မှာမြို့နယ်330 18မြို့နယ်73မြို့နယ်တိုးလာတယ်အဲတိုးလာတဲ့နေရာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့တိုင်းမှာမန္တလေးတိုင်းနေမျိုးဆို9မြို့နယ်တိုးလာဗျာရန်ကုန်မှာကျတော့3မြို့နယ်ရှမ်းပြည်နယ်မှာ3မြို့နယ်ပေါ့ကျတော့တိုးလာတဲ့နေရာမှာလဲတိုင်းကနေပဲတိုးလာတယ်ကျတော့အဲ့လိုပုံစံမျိုးမှာကျတော့ဒါဘာကိုပြလဲဆိုတော့ဒီလိုမဲဆန္ဒနေမီတတ်မှတ်တာကတိုင်းမှာရှိတဲ့လူတွေကဗဟိုရဲ့အစိုးရအာဏာကိုထိန်းချုပ်ဖို့အခွင့်အလမ်းပုံမှုရတော့တဲ့ပုံစံမျိုးဖြစ်တယ်ဒါကဒီဖွဲ့စည်းပုံမှာပေးတဲ့အားသာချက်လိုမျိုးဖြစ်တယ်ပေါ့ဒါတိုင်းမှာကျတော့ဘယ်သူနေလဲကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့အထူးဖြင့်ဒီမြန်မာလူမျိုးအများစုကနေတဲ့နေရာတွေဖြစ်တယ်ကျတော့ဒီလိုဖွဲ့စည်းပုံရဲ့ဒီအခင်းချင်းကဒီမြန်မာလူမျိုးအများစုကဒီဗဟိုရဲ့အာဏာကိုထိန်းချုပ်နိုင်တဲ့ဒီအခင်းချင်းမျိုးဖန်တီးသားလူမျိုးဟိုပြတယ်လို့ကျွန်တော်အဲ့လိုပဲဟုတ်ကဲ့နားလဲပေါ့နော်အဲ့လိုပဲပြောချင်တယ်ဟုတ်ကဲ့ဆရာခုနဆရာပြောတဲ့ချက်တွေကအဲ့ဒီကျွန်တော်အချက်တော်တော်များများတော့ပါသွားပြီပေါ့လေနော်ကျွန်တော်နောက်တစ်ခုဒီထားပြီးမေးချင်တာဆရာကြီးဒီပေါ့လေဒီတက်ရောက်မှုတွေကပေါ့နော်ဒီရွေးကောက်ပွဲစနစ်တက်ရောက်မှုတွေကဆရာအနေနဲ့ပေါ့လေဒီမြေပြင်အနေထားဥပမာလေးကရင်မှာဖြစ်မုံမှာဖြစ်အခြားဒီတိုင်းသားဒေသမှာဖြစ်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆရာတွေ့ရှိတဲ့အချက်တွေလည်းဘာရှိတယ်လည်းပြောပြပါဦးခင်ဗျာအဲ့ဒါအများကြီးပဲဗျဒါပေမဲ့အများကြီးတက်က2ချက်ပဲကျွန်တော်ဒီမှာဆွေးနွေးချင်တယ်ကျွန်တော်ဒီခုနဆက်ပါပဲခုနဆက်ကဒီမြို့နယ်အခြေပြုမဲဆန္ဒနေမီတမတ်တဲ့လိုက်တဲ့အခါကျတော့ဒီမဲဆန္ဒနေမီရှိတဲ့ဒီသူပြဒီမြို့နယ်မှာလူမျိုးပေါင်းစုံရုံတဲ့မြို့နယ်ကြတော့အဲ့ဒီမြို့နယ်မှာအဲ့ဒီမြို့နယ်လူမျိုးကြတော့ဒီပါတီကြီးတွေကပိုပြီးနိုင်ချေပိုများတယ်ဘာလို့ပါလူမျိုးစုံနေထိုင်တဲ့မြို့နယ်ဖြစ်တဲ့အတွက်ကြောင့်ရှင်ပြိုင်မဲ့သူပြဒီကျွန်တော်တို့နိုင်ငံရဲ့အနေထားကဒီလူမျိုးစုကိုကိုစားပြုပြီးတော့ဝင်ရောက်ရှင်ပြိုင်တဲ့ပါတီကပိုများတယ်ဒီပြင်အယူဆရေးရာအခြေခံတဲ့ပါတီထက်ကျတော့သူပြအများစုကလူမျိုးစုအခြေခံတဲ့ပါတီပဲများတယ်ကျတော့လူမျိုးစုပိုများလေဝင်ရောက်ရှင်ပြိုင်တဲ့ကပိုပါတီကပိုများလေဝင်ရောက်ရှင်ပြိုင်တဲ့ပါတီကပိုများလေမဲကပိုပြသွားလေကျတော့ဒီအဲ့လိုအနေထားမျိုးမှာကျတော့ပါတီကြီးတွေကပိုပြီးနိုင်ချေပိုများလေဖြစ်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဒီလိုခုနကျွန်တော်ပြောတဲ့ gerrymandering အနေအထားမျိုးဖြစ်အောင်ကဘာတွေတွေ့လဲဆိုတော့ဒီရွှေ့ပြောင်းနေထိုင်တဲ့ဒီအချက်ပေါ့ရွှေ့ပြောင်းနေထိုင်မှုနဲ့ပြည်တွင်းပြည်ပပေါ့ရွှေ့ပြောင်းနေထိုင်သူနဲ့ပြည်ပရွှေ့ပြောင်းနေထိုင်သူရဲ့နဲ့သက်ဆိုင်တဲ့အချက်ကရွေးကောက်ပွဲရဲ့ဒီရက်လက်တွေကိုလည်းပြောင်းလဲစေတယ်။အဲ့ဒါကဘယ်လိုဖြစ်သွားလဲဆိုတော့ခုနကျွန်တော်တို့ပြောတဲ့ချက်ကဒီပြီးခဲ့တဲ့2010ရွေးကောက်ပွဲလက်ထက်မှာကျတော့ဒီအာဏာရအစိုးရဒီအစိုးရကဒီပြည်နယ်မှာရှိတဲ့လူကသူ6လကိုနေလာတဲ့လူကသူကမဲပေးလိုက်တယ်။ဒါကပြည်တွင်းမှာရွှေ့ပြောင်းလာတဲ့သူ6လမဲပေးလိုက်တယ်။ဒါပေမဲ့ဒီဘက်အစိုးရမှာကျတော့6လမလို့3လမဲပေးလိုက်တယ်။ဒါကဘလို့ဖြစ်တော့လဲဆိုတော့လူဦးရေရဘယ်လိုမလဲအတာရအောင်ဆိုတဲ့ရည်ရွယ်ချက်များရှိနေသလားပေါ့အဲ့လိုပုံစံဖြစ်တဲ့ခါမှာကျတော့ဒီကျွန်တော်တို့ကြားနေရတာကဒီရွှေ့ပြောင်းလုပ်သမားတွေကကျွန်တော်တို့ရှုံးတယ်ဆိုတဲ့အတန်ကအများကြီးကြားနေရတယ်။ဒါကကျွန်တော်တိုင်းသားပါတီတွေတက်ရောက်မှုတစ်ခုလို့ကျွန်တော်တို့ယူဆတယ်။နောက်တစ်ခုကပြပရွှေ့ပြောင်းအလုပ်သမားတွေကျွန်တော်တို့တိုင်းသားဒေသမှာကျတော့တစ်ချိန်လုံးဒီစစ်ပွဲနဲ့ကျွန်တော်တို့လုံးပန်းခဲ့ရတာနှစ်ပေါင်း80လောက်ရှိပြီ။ကျတော့စစ်ပွဲစစ်တမ်းပြေးရင်းနဲ့ကျွန်တော်တို့ကဆန္ဒရှိတယ်ကောမရှိတယ်ကောမို့
ကျွန်တော်နေဆက်ကိုရောက်တယ်ပြည်ပကိုရောက်တယ်ဒါတစ်ချက်စီးပွားရေးအကျပ်တဲဖြစ်တဲ့တမှာကျတော့ကျွန်တော်တို့တိုင်းသားဒေသတွေကနေဆက်နဲ့နီးစပ်တဲ့အတွက်ကြောင့်နေဆက်ကိုတော်ပြအလုပ်လုပ်ကြတယ်ကျတော့အဲ့အလုပ်လုပ်ကြတဲ့လူတွေအများစုကဟိုမဲပေးတဲ့လူတွေရဲ့ဟိုအရွယ်ဖြစ်တယ်ပေါ့ဗျကျတော့အဲ့ဒီနေသားမှာကျတော့ကျွန်တော်တို့လူကပြည်ပကိုရောက်တော့တိုင်းသားကိုသူရဲ့တိုင်းသားလူမျိုးကပြည်ပကိုရောက်တော့တယ်နောက်သူရဲ့ဒီလူကဒီရွှေ့ပြောင်းဝင်လာတယ်ဒါတစ်ချက်ပေါ့နောက်တော့ပြည်ပမှာမဲပေးခွင့်ရှိတယ်ဆိုတော့ညာလေတကယ်တမ်းကျတော့ဟိုလက်ရှိအနေထားကျတော့မဲတော့ပေးတဲ့ခါမှာကျတော့ဟိုထင်တယ်လို့မလွယ်ဘူးကျွန်တော်ပြည်ပမှာကျတော့အလုပ်ရှင်နေတဲ့အလုပ်ခွင့်တောင်းရတဲ့ပြဿနာတွားရလာရက်ခက်အကုန်လုံးပေါ့ကျတော့အဲ့လိုအနေထားမျိုးမှာကျတော့ဒီလိုရွှေ့ပြောင်းမှုနဲ့ပြည်ပရွှေ့ပြောင်းမှုတွေကကျွန်တော်တို့တိုင်းသားပါတီတွေရဲ့ဒီတော့အများကြီးဟိုတက်ရောက်မှုဖြစ်စေတယ်ကျတော့အဲ့ဒါအဲ့ဒီချက်ပေါ့ဆရာဟုတ်ကဲ့ကျွန်တော်နည်းနည်းဟုတ်ကဲ့ဆရာနောက်တစ်ချက်လေကျွန်တော်သတိထားမိသလားပါဒီတိုင်းသားပါတီရဲ့ဒီအရင်နှိမ့်မှုနဲ့ပတ်သက်ပြီးတော့ဒီဟိုပေါ့လေဒီသုံးသပ်တဲ့အခါမှာဒီရွေးကောက်ပွဲစနစ်ရဲ့ဟိုပေါ့အားနည်းချက်လို့ဒီသုံးသပ်ပြီးတော့ဝေဖန်တဲ့အပိုင်းမှာတိတ်မတွေ့ရဘူးလေဆရာတော့ကျွန်တော်သတိထားမိသလားဆိုရင်အဲ့ဒီအပေါ်မှာဆရာအနေနဲ့ဒီတိုင်းသားပါတီရဲ့ဒီရွေးကောက်ပွဲစနစ်ပေါ်မှာသူတို့ရဲ့သိရှိထားမှုနားလည်တတ်သိမှုကဘယ်လိုရှိလဲဆရာအဲ့ဒါလည်းဆရာနည်းနည်းသုံးသပ်ပြပါဦးခင်ဗျဟုတ်တယ်ဆရာကျတော့ဒီစနစ်ကြောင့်ကျွန်တော်တို့ရှုံးတယ်လို့ပြောတာတော့ဟိုကြားတော့နည်းတယ်ဗောလေဒါပေမဲ့ဟိုနည်းနည်းတော့ကြားတော့ရှိတယ်တဘောကဘီတွန်းရွှေ့ပြောင်းလို့တမဒီကြောင့်ဒီတိုင်းသားဒေတာယူကောရက်လက်ကိုအပြောင်းလဲဖြစ်စောတည်တဲ့ကိစ္စမျိုးတော့ကြားတာတော့ရှိတယ်ဗောနောက်တော့ဒီယူကောပွဲစနစ်ပေါ့သူပြဒီကော်မရှင်ရဲ့ဒီဟိုဘယ်လိုပြောမလဲဒီ independent နဲ့ဒီ partial ပေါ့ပိုက်လိုက်မှုနေတဲ့အတွက်ကြောင့်ကျတော့ဒီကျွန်တော်တို့ရှုံးတဲ့ပုံစံမျိုးပြောတာမျိုးကြားဒါကကျွန်တော်ထင်တာကဒီစနစ်တစ်ခုလုံးမပြောလို့ဆိုမဲ့လေဒီနဲ့အနည်းနဲ့အများတော့ပြောတယ်ဆိုတဲ့ပုံစံမျိုးလို့ကျွန်တော် use ဟိုနားလေတယ်ပေါ့တဘောကဒီရွှေ့ပြောင်းလို့တမားကြောက်လို့ကျွန်တော်တို့ပြောရင်ဘီတွန်းရွှေ့ပြောင်းလို့တမားကိုကျွန်တော်ပြောရင်တကယ်လို့ဒါကျွန်တော်နည်းနည်းတစ်ခါတရားစဉ်းစားမိတဲ့ခါမှာကျွန်တော်တကယ်လို့ ယူကောပွဲစနစ်က FPTP စနစ်မဟုတ်ဘူးဆိုရှင်တကယ်တမ်းဘီတွန်းရွှေ့ပြောင်းလို့တမားကိစ္စလို့ကျွန်တော်ကဟိုဖြစ်လာမလားပေါ့ဒီမဲပေးတဲ့ဟိုကိစ္စမှာလေဘာလို့ကဲလို့ကျွန်တော်တို့ယူကောပွဲစနစ်ကနိုင်တူအကုန်ယူစနစ်မဟုတ်ဒီပြင်အခြားစနစ်တစ်ခုဖြစ်မှာဆိုရင်ဟိုဘီတွန်းရွှေ့ပြောင်းလို့တမားဒီရဲ့မဲကဒီယူကောပွဲရလက်ကိုဟိုပြောင်းလဲစေနိုင်တဲ့အနေအထားကရှိချင်မှရှိမယ်ဟိုရှိဘူးလဲဟိုမလွယ်ဘူးလို့ထင်တယ်အဲ့လိုအနေထားမျိုးမှာကျတော့ဒီစနစ်မဟုတ်ဘူးဆိုရင်ဒီရွှေ့ပြောင်းဝင်ရောက်လာသူရဲ့မဲကိစ္စကကျွန်တော်ထင်တယ်ဟိုရှိကောင်းရှိနေဒါပေမဲ့ကျွန်တော်ထင်အဲ့လောက်ထိအရေးပါတဲ့နေရာမှာတော့ဟိုရှိလာမှာမဟုတ်လို့ကျွန်တော်ယူဆတယ်နောက်တော့ကော်မရှင်ကိစ္စပေါ့ကျတော့နောက်တစ်ခုကကျွန်တော်တို့ဒီတိုင်းသားပါတီတွေကတော့ဟိုသူတို့တုံ့တက်ချက်ရှိမှာပါဒါပေမဲ့ကျွန်တော်တို့ပြန်ယူကောပွဲရဲ့ဒီမဲစင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကြတော့ကျွန်တော်တို့တက်ရောက်မှုတွေကကြတော့ကျွန်တော်ပြန်ယူကောပွဲစင်းရလာကိုပြန်ကြည့်တဲ့အခါမှာကြတော့ကျွန်တော်ဥပမာတစ်ခုကျွန်တော်ပေးချင်တယ်တိချက်ကဒီခု2020ယူကောပွဲရဲ့ဒီကရင်ပြည်နယ်နဲ့ချင်းပြည်နယ်ဒီယူကောပွဲရလာပေါ့နော်ကျတော့ကရင်ပြည်နယ်မှာပြည်သူ့လွှတ်တော်9နေရာပြိုင်တယ်ဆိုတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က6နေရာလောက်နိုင်တယ်နောက်ပြီးတော့ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကတနေရာနိုင်တယ်ကရင်နိုင်ငံရေးပါတီကတနေရာမှမနိုင်ဘူးဆိုတော့ကရင်လူမျိုးတွေကဒီနိုင်ငံရေးပါတီကိုမထောက်ခံဘူးလားကိုဟိုစဉ်းစားစရာတွေဖြစ်လာတယ်ဒါပေမဲ့ယူကောပွဲစင်းကိုပြန်ကြည့်တဲ့အခါမှာကြတော့ဒီ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရရှိတဲ့မဲက3,300,000ကျော်ကျော်နောက်ပြီးတော့ဒီ KNDP ရရှိတဲ့မဲက3,900,000ကျော်ကျော်နောက်ပြီးတော့ပြည်ထောင်စုကြံ့ခိုင်ရေးဖွဲ့ပါတီပေါ့ USDP ရရှိမဲ3,100,000ကျော်ကျော်ဖြစ်တယ်ဒါတော့ဆိုတော့ KNDP က USDP အထက်ကမဲ8,000လောက်ပိုများတယ်ဒါပေမဲ့ယူကပိုစနီရောက်သူကတနေရာမှသူမရအဲ့လိုပုံစံဖြစ်သွားတယ်ကျတော့သူ့လူကသူ့ကိုထောက်ခံတယ်ဟိုချင်းပြည်နယ်မှာကျတော့အချိုးရဆိုသူကဒုတိယလိုက်တယ်မဲရပေါ့ဒါပေမဲ့ယူကပိုစနီကသူကဒီဘီတူလွတ်တော်ပဟိုမှာကရင်လူမျိုးကိုစားပြုမဲ့လွတ်တော်ကိုစားတယောက်မှမရဘူးတ
ကျတော့ကရင်လူမျိုးကိုရဲ့အတန်ကိုဘယ်သူကကိုစားပြီးပြောပေးမလဲဆိုရင်မိကုံကဖြစ်လာတယ်ဒါကဒီဥပမာတစ်ခုပေါ့လေနော်နောက်တစ်ခုကချင်းပြည်နယ်လည်းထို့အတူပဲချင်းပြည်နယ်မှာကျတော့သူက6 နေရာရှိတယ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုအနေနဲ့8 နေရာလောက်နိုင်တယ်အဲ့တော့စူမီက1 နေရာနိုင်တယ်ကျတော့မဲစင်းကိုပြန်ကြည့်တဲ့အခါမှာကျတော့ဒီချင်းပြည်နယ်ချင်းရဲ့ဒီဟို CNDP လားတန်းတယ်ချင်းပြည်နယ်ရရှိတဲ့မဲကဟိုစူမီ CNDP ရရှိတဲ့မဲထက်အများကြီးပိုများတာပေါ့တဘောဒီချင်းဒီသူက CNLD ပေါ့ CNLD ရရှိတဲ့မဲက3000ကျော်တယ်နောက်စူမီ Congress for Democracy က1000ခွဲလောက်ပဲရှိတယ်ကျတော့တဝက်လောက်ပိုများတယ်ဒါပေမဲ့ရွေးကောက်ပွဲရဲ့စနစ်အရချင်းပါတီကမနိုင်ဘူးစူမီပါတီကနိုင်တယ်ဒါဒီရွေးကောက်ပွဲစနစ်ကဖြစ်တယ်ပေါ့ကျတော့အခုကျွန်တော်တို့ပြန်ချိန်ကြည့်တဲ့အခါမှာကျတော့ချင်းပြည်နယ်နဲ့ဒီကရင်ပြည်နယ်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျတော့ရွေးကောက်ပွဲကျတော့ NLD ကသူကဒီကရင်ပြည်နယ်မှာပေါ့နော်ကရင်ပြည်နယ်မှာသူကမဲ3,300,000ကျော်ရတယ်ကရင်ပြည်နယ်မှာဒါပေမဲ့သူရတဲ့လွှတ်တော်ကိုယ်စားလှယ်ကဟို6 ယောက်ပဲရတယ်ဒါပေမဲ့ချင်းပြည်နယ်မှာသူကမဲ3 သိန်းကျော်ရတယ်ဒါပေမဲ့ကိုယ်စားလှယ်6 ယောက်တော့ရတယ်တော့ကရင်ပြည်နယ်ထက်တောင်ပိုတာလို့ဒါကပါလဲဆိုတော့ဒီမြို့နယ်အခြေခံတဲ့မဲဆန္ဒနယ်မြေတတ်မှတ်တဲ့အတွက်ကြောင့်ကျတော့ဒီကိုစားပြုမှုကနိုင်ရတဲ့ပါတီကပိုများတော့တယ်တကယ်လို့များကျွန်တော်ဆိုလို့ရှိရင်ဒီနိုင်လူအကုန်ယူတဲ့စနစ်မဟုတ်ပဲအခြားစနစ်တစ်ခုပေါ့ဗျာအခုကကျွန်တော်တို့ပြောနေတဲ့ဒီအချို့ကျကိုစားပြုတဲ့ပုံစံမျိုးဆိုရင်ဟိုကရင်ပါတီကလည်းလွှတ်တော်မှာသူအချို့ကျသူပါဝင်ခွင့်ရှိမယ်ချင်းကလည်းသူအချို့ကျကိုစားပြုပါဝင်ခွင့်ရှိမယ်ဒီပြင်ဘာမှအနိုင်မရတဲ့ပါတီလည်းသူအချို့ကျကိုစားပြုပါဝင်မှုရှိမယ်ဆိုတော့ဒါကြောင့်ကျွန်တော်ထင်တာကဒီအချက်လက်တွေအလုံးထက်ကဒီစနစ်ကပို့ပြီးတော့ဟိုစနစ်ကြောက်ကပို့ပြီးတော့ဟိုခါရကြတယ်လို့ကျွန်တော်ယူဆဟုတ်ကဲ့အဲ့ဒါနဲ့ပဲဆက်ဟိုအဲ့ဒါနဲ့ပဲကျွန်တော်တစ်ဆက်ထဲမေးအောင်မယ်ဆိုလို့ရှိရင်ပေါ့လေတိုင်းသားတွေပါတီအတွက်ပေါ့လေဒီမြတ်တမဲ့ရွေးကောက်ပွဲစနစ်ကဘယ်လိုစနစ်မျိုးလဲအဲ့ဒါဆရာနည်းနည်းဖြစ်ဆွဲပြီးတော့ပြောပြစီခြင်းနဲ့နောက်ပြီးတော့အခုလက်ရှိသုံးတဲ့စနစ်ကတော့ကျွန်တော်ပြင်ဆင်ဖြစ်ဆွဲလို့မရဘူးလားဒါမှမဟုတ်ဟိုအသစ်တစ်ခုဟိုအစားထိုးပြီးတော့ပြန်ပြီးတော့ရည်ဆွဲရမလားဆရာအဲ့ဒါလည်းနည်းနည်းပြောပါဦးဗျဟိုတိုင်းသားတွေတော့ဟိုမြတ်တဲ့ရွေးကောက်ပွဲစနစ်ကဘယ်လိုစနစ်မျိုးဆိုကျွန်တော်အနေနဲ့အသေးချာတော့မပြောနိုင်သေးဘူးလေဒါပေမဲ့အသေးချာတာတစ်ခုကအခုရှိနေတဲ့ FPTP ရွေးကောက်ပွဲစနစ်ကကျွန်တော်တိုင်းသားနိုင်ငံရေးပါတီတွေတော့အထူးဖြင့်ဒီနိုင်ငံရေးပါတီပေါ့အထူးဖြင့်ဒီပြည်နယ်အခြေပြုတဲ့ပါတီတွေအကျိုးမရှိနိုင်ပါဘူးကျတော့ဒီမကြီးပါတီကတော့ဘယ်လိုမှကျွန်တော်တို့ရှင်းပြနိုင်မှာမဟုတ်ဘူးကျွန်တော်တို့ဒီ FPTP စနစ်အစားပေါ့အခြားစနစ်တစ်ခုကိုကျွန်တော်ပြောင်းလဲဖို့လိုအပ်တယ်လို့ယူဆတယ်အဲ့မှာဒီနေရာမှာကျွန်တော်ဟိုနည်းနည်းဟို share ချင်တာကဒီမျှဝေချင်တာကဒီမိုင်ဂျယန်မှာခြေစိုက်တဲ့ဒီ Federal Academy ကျောက်အုပ်ပေါ့ဆရာဦးအောင်သူပြောတဲ့စကားကိုနည်းနည်းကျွန်တော်နည်းနည်း share ချင်ပါတယ်ဆရာဦးအောင်သူဘာပြောလဲဆိုတော့ဒီမြန်မာနိုင်ငံမှာ FPTP ရွေးကောက်ပွဲစနစ်ကိုကြည်တုံးနေမယ်ဆိုရင်တိုင်းသားလူမျိုးတွေကသွတ်တော်မှာအမြဲတမ်းပဲလူနည်းစုဖြစ်နေမယ်။သမီးဒီဥပဒေတစ်ခုမှပြဋ္ဌာန်းနိုင်မှာမဟုတ်လို့သူကဆိုတယ်။နောက်ဒီအစားပေါ့မြန်မာနိုင်ငံနဲ့ကန့်ညီတဲ့ရွေးကောက်ပွဲစနစ်ကအချိုးကျကိုစားပြုမှုကိုစားပြုစနစ်ပေါ့ professional representative စနစ်ဖြစ်တယ်လို့ဆရာဦးအောင်သူကအဆိုပြုတယ်။အဲ့ဒါကြောင့်ကျွန်တော်ကဒီနေရာမျှဝေခြင်းတယ်။အခုကြည်တုံးနေတဲ့စနစ်ကိုပြင်ဆင်ဖို့ဆိုရင်တော့ဒီစနစ်အစားစနစ်အခြားစနစ်ကိုတော့ဟိုသုံးရမှာပြင်ဆင်ဖို့ဆိုတော့ဒီလက်ရှိဟိုကြည်တုံးနေတဲ့ဒီ FPTP ရွေးကောက်ပွဲစနစ်ကသူကဒီစနစ်ရဲ့ formula ကဒီအတိုင်းပဲတော့နိုင်လို့အကုန်မျိုးစနစ်ဖြစ်တာကိုကျတော့ဒီစနစ်ကကျွန်တော်တို့မတိတော်ဘူးလို့ယူဆရင်အခြားတိတော်တဲ့စနစ်တစ်ခုတို့ကျွန်တော်တို့ရှာဖို့တော့လိုအပ်တယ်လို့ယူဆတယ်ဒါပေမဲ့ရွေးကောက်ပွဲမှာကျတော့စနစ်တွေအမျိုးမျိုးရှိပါတယ်ဒါကိုကျွန်တော်တို့ကဟိုလေ့လာဖို့လိုတယ်နောက်ကျွန်တော်အချိန်နဲ့ကိုက်ညီတဲ့စနစ်ကိုပါလဲဆိုကျွန်တော်တို့ကပုံပေါ်ဖို့လိုတယ်လို့ယူဆတယ်ဟုတ်ကဲ့နောက်တစ်ခုကကျွန်တော်မြင်တာကဒီရွေးကောက်ပွဲစနစ်ကိုဟိုကျွန်တော်တို့ပြင်ဖို့
ကျွန်တော်တိတော်တဲ့ ယူကောပုစနစ်ကိုကျွန်တော်တို့ဟိုရွေးချယ်ဖို့စဉ်းစားတဲ့တစ်ချိန်တည်းမှာဆိုရင်ဒါဒီကျွန်တော်တို့အခုကိစ္စကကျွန်တော်တို့လိုလားနေတဲ့ဒီ Federal ပြည်ထောင်စုတည်ဆောက်ရေးဖွဲ့စည်းပုံအရေးနဲ့ဆက်စဉ်းစားဖို့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုလိုတော့ကကျွန်တော်တွေကကျွန်တော်တန်းတူအခွင့်အရေးအတွက်ပေါ့လေတန်းတူကိုစားပြုမှုမမျှတလို့တန်းတူအခွင့်ဒီတန်းတူကိုစားပြုမှုကိုအားပေးတဲ့ဒီ Federal ပြည်ထောင်စုတည်ဆောက်ဖို့ကျွန်တော်တောင်းဆိုတယ်အဲ့တော့ကျွန်တော်ပြောများတဲ့အချက်ကဒီတိုင်းတာအခွင့်အရေးကိုအကာအကွယ်ပေးနိုင်ဖို့အတွက်ကသူဖြစ်ဒီအထက်လွတ်တော်လူမျိုးစုလွတ်တော်မှာကျွန်တော်တန်းတူရှိဖို့လိုတယ်လို့ကျွန်တော်တို့ပြောတယ်ဒါကဒီတစ်ချက်ပေါ့နောက်ပြီးတော့နောက်တစ်ချက်ကတိုင်းသားတွေကိုပိုင်ပြတ်တန်းခွင့်ကိုအပြည့်အဝကြီးတုံးနိုင်ဖို့ဒီကျွန်တော်ပြည်နယ်မှာကျွန်တော်တိုင်းသားကိုပိုင်ပြတ်တန်းခွင့်ကိုပိုင်အုပ်ချုပ်ခွင့်ပေးဖို့ပိုင်တန်းခွင့်ပေးဖို့ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့အခုလက်ရှိဖွဲ့စည်းပုံမှာကြတော့ဘလို့ဖြစ်နေလဲဆိုတော့ဒီအမျိုးသားလွှတ်တော်မှာလည်းဟိုမြို့နယ်ကိုအခြေခံပြီးတော့ရွေးချယ်တယ်ဟိုပြည်နယ်တပြည်နယ်2ယောက်ပုံစံနဲ့လည်းမဟုတ်ဘူးဟိုအမေရိကန်ကျတော့တပြည်နယ်2ယောက်ကြီးငယ်တွေမဟုတ်ဘူးကျတော့မြို့နယ်အခြေခံပြီးရွေးတယ်နောက်ပြီးတော့လွှတ်တော်ပြုတဲ့နေရာမှာလည်းဒီလူမျိုးစုလွှတ်တော်နဲ့အောက်လွှတ်တော်ကသဘောမတူရင်ပြည်အောင်စုလွှတ်တော်မှာပေါင်းတော့ဆုံးဖြတ်ချက်ယူတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ကျတော့အဲ့လိုနေသားမျိုးမှာကျတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်လူအများစုကိုစားပြုတဲ့အဖွဲ့ကိုကျွန်တော်တို့ကဘယ်လိုမှရှင်းနိုင်ဘူးတဘောလူမျိုးစုလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ပေါင်းပြီးအာဏာပြုရင်လူအများစုဖြစ်တဲ့ပြည်သူ့လွှတ်တော်ဒီအောက်လွှတ်တော်ကိုဒီပြည်သူ့လွှတ်တော်ဘယ်လိုမှရှင်းနိုင်မှာမဟုတ်ဘူးဒါအဲ့ဒီကစပေါ့ကျွန်တော်တို့ကစဉ်းစားပြီးတော့ဒီဒါက constitution အရေးနဲ့ဆက်ဆက်တယ်ပေါ့ကျတော့အဲ့ဒီ constitution ပြဋ္ဌာန်းချက်ဖြစ်တယ်ပေါ့ကျတော့ဒီအချက်တွေကတိုင်းသားတွေအတွက်ကိုစားပြုမှုတော့ကိုစားပြုမှုရလိမ့်မယ်ကျွန်တော်တို့မထင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ကိုင်ရတဲ့ယူပါဘုစနစ်ကိုတော့ဟိုစဉ်းစားဖို့လိုမယ်ကျွန်တော်ယူဆတယ်ဆရာနောက်တစ်ခုလေဒီတိုင်းသားပါတီတွေအတွက်ပေါ့လေသူတို့အတွက်ပေါ့လေမြတ်တတဲ့ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်ပေါ်လာဖို့အတွက်ကပေါ့သူတို့အနေနဲ့ဒီတိုင်းသားတွေကိုနိုင်ကအောင်ဘာတွေလှုပ်သင့်တယ်လဲဆရာအဲ့ဒါလည်းနည်းနည်းကြံပြပါဦးကျွန်တော်ထင်တာတစ်ချက်ကဒီရွေးကောက်ပွဲစနစ်ကကျွန်တော်တို့ဟိုအကျိုးမရှိဘူးလို့ယူဆရင်ဒီရွေးကောက်ပွဲစနစ်အစားပေါ့ကျွန်တော်တို့အတွက်ဟိုတပီတော့အားလုံးတော့ဗောလေတပီတော့စုတစ်ခုလုံးတော့အကျိုးရှိတဲ့ရွေးကောက်ပွဲစနစ်ကိုကျွန်တော်တို့ဟိုအစားထိုးနိုင်ဖို့တော့ဗောဒီရွေးကောက်ပွဲစနစ်ပတ်သက်တဲ့လေ့လာမှုတွေကျွန်တော်တို့အသေးချာလေ့လာဖို့လိုအပ်မလို့ကျွန်တော်ထင်တယ်ဒါတစ်ချက်ပေါ့ဒါမှကျွန်တော်တို့ကြားထဲမှာဘယ်စနစ်ကကျွန်တော်တို့တိုင်းသားလူမျိုးအားလုံးတော့အကျိုးရှိမယ်ဆိုကျွန်တော်တို့ကပုံတဘောတူညီချက်တော့ဟိုထွက်လာအောင်ဗောလေအဲ့ဒါကျွန်တော်လေ့လာဖို့လိုမယ်ထင်တယ်ဒါပညာရှင်တွေကဟိုဆရာဦးအောင်ထူးတို့လိုမျိုးပညာရှင်အကြံပြုတာရှိပေါ့ဒီ PR ပေါ့အချိုးကျကိုစားပြုစနစ်ကိုကြည့်တော့မှုဆိုအကြံပြုတာရှိတယ်ဒါပေမဲ့ဒီအချိုးကျကိုစားပြုမှုစနစ်ကရောသူ့ရဲ့ဆိုးကျိုးကောင်းကျိုးကဘယ်လိုရှိလဲဆိုကျွန်တော်တိုင်းသားဒီကျမှအသေးချာလေ့လာဖို့လိုမယ်ဒါတစ်ချက်ပေါ့နောက်နှစ်ချက်ကကျွန်တော်လက်ခံပြီးဆိုရင်ကျွန်တော်တို့ကဒီစနစ်ကိုဒီလက်တွေ့အကောင့်ထဲပေါ်နေတော့ကျွန်တော်တို့ကဟိုစပြီးတော့စူးစမ်းဖို့လိုမယ်ကျွန်တော်အဲ့ဒါကကျွန်တော်ဒီဖမအုပ်ဆုံးခြေလှမ်းလို့ယူဆတယ်နောက်တစ်ခုကကျွန်တော်တို့ဒီယူကောဘစနစ်ကိုကျွန်တော်တို့ကဟိုစဉ်းစားပြီးတော့လှုပ်ဆောင်တဲ့တစ်ချိန်ထဲမှာပဲသူပြကျွန်တော်အခြားနဲ့ဆက်ဆက်တဲ့ဒီကျွန်တော်တိုင်းသားရဲ့အရေးတိုင်းသားတန်းတူအရေးနဲ့တန်းတူကူစားပြုဆက်ဆက်တဲ့ဒီကျွန်တော်ဒီ Federal နဲ့ဆိုင်တဲ့အခြား issue နဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ဟိုလှုပ်ဆောင်ဖို့လိုအပ်မယ်လို့ယူဆပါတယ်ကျတော့သူပြဒီဟိုကျွန်တော်တို့ပြောနေတဲ့ဒီပြည်တောင်စုနဲ့ပြည်နယ်ကြားအာဏာကိုကျွန်တော်ကျတော့ဒီပတ်ပွဲနဲ့ဆက်ဆက်မယ်ဆိုတဲ့အပိုင်းအဲ့ဒါလည်းကျွန်တော်တို့ဟိုတစ်ခုလုံးအတိုင်းအတာနဲ့တော့ဆက်ဆက်ဖို့လိုမယ်နောက်တော့ဒီကျွန်တော်တို့နဲ့ကိုင်းတဲ့ယူကောပွဲစစ်ပဲဟာလဲဆိုကျွန်တော်လေ့လာပြီးတော့ကျွန်တော်ကြားမှာတော့ချပြီးတော့ကျွန်တော်လှုပ်ဆောင်ဖို့လိုမယ်လို့ယူဆတယ်ဟုတ်ကဲ့ဆရာနောက်ဆုံးအနေနဲ့ဒီကျွန်တော်မေးတဲ့ထဲမှာမပါတာလည်းရှိမှာပေါ့လေဒီမြန်မာနိုင်ငံရွေးကောက်ပွဲစနစ်ကျင်းပပုံနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဗာများတည်သက်ဖြစ်ဆွဲပြီးတော့ပြောချင်တာရှိသေးတယ်ဗျကျတော့ဒီကျွန်တော်တို့တွေ့ခဲ့တဲ့ဒီမျက်စိအရှိမှမြင်နေရတဲ့ဒီဟိုမြင်နေရတဲ့ဟာပဲကျတော့ဒီကျွန်တော်တိုင်းသားတွေကဒီအရင်ကနဲ့ဆိုင်ပေါ့ဒီကျွန်တော်တိုင်းသားပါတီကိုဟိုထောက်ခံတာကကျွန်တော်ရဲ့ဟိုမျက်စိရှိမှဒီတစ်ခါတော့ဟိုအများဆုံးလို့ယူဆတယ်
တက်ကြွဆုံးပေါ့လေတို့တော့ကျွန်တော်တို့မှန်းချက်နဲ့တော့နန်းတော့မကိုက်ခဲ့ပါဘူးအချို့ပါတီတွေပေါင်းစည်းတဲ့ပါတီတွေရှိလို့အချို့မပေါင်းနိုင်တဲ့တိုင်းသားပါတီတွေရှိတယ်အဲ့တော့ဘလိုဖြစ်တိုင်းသားလူမျိုးကသူတို့နိုင်ငံရေးပါတီကိုထောက်ခံတယ်သူပြဒီပေါင်းစည်းတဲ့ပါတီမှာကျတော့သူရဲ့ဥပမာဆိုကျွန်တော်တို့အမော်မှာဆိုရင်မွန်လူထုတွေကမွန်နိုင်ငံရေးပါတီကိုထောက်ခံတာဒီလိုမျိုးတခါမှမတွေ့ဘူးဒီပေါ့တက်ကြောဆုံးထောက်ခံတယ်ဝိုင်းဝန်းပူပေါင်းတယ်ဒါပေမဲ့ထင်တော့မနိုင်ခဲ့ဘူးကျတော့အဲ့ဒါကကျွန်တော်ထင်တာကတိုင်းသားလူမျိုးတွေကတိုင်းသားနိုင်ငံရေးပါတီမထောက်ခံလို့ကျွန်တော်တိုင်းသားနိုင်ငံရေးပါတီကရှုံးလို့ကျွန်တော်မယူဆဘူးဒီတော့အချက်လက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ထင်တာအဓိကယူကောက်ပွဲနဲ့ဆိုင်တဲ့ဒီစနစ်အောက်မှာကျွန်တော်တို့ကကစားနေရတဲ့အတွက်ကြောင့်သူပြဒီတနည်းပြောရင်ကျွန်တော်မညီမျှတဲ့ကွင်းမှာကစားနေရတဲ့အတွက်ကြောင့်ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီကိုစားပြုမှုတိုက်ကြည့်တဲ့ကိုစားပြုမှုမရခဲ့ဘူးလို့ကျွန်တော်ယူဆဒါဒီချက်ပေါ့အဲ့တော့ဒီအပေါ်မှာအခြေခံလို့ကျွန်တော်တို့ကပြင်ဖို့လိုတယ်နောက်ပြီးတော့ဒီထက်ကြိုးစားဖို့တွေလိုမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီတိုင်းသားရဲ့ဒီလူတို့ရဲ့ထောက်ခံမှုကိုရအောင်လေကျွန်တော်တစ်ခါကြိုးစားဖို့လိုတယ်လို့ကျွန်တော်တို့အတွက်အကျိုးမရှိတဲ့ဒီနီးနာပေါ့စနစ်တွေအဲ့ဒါကလည်းကျွန်တော်တို့ဘယ်လိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကြိုးစားဖို့လိုမယ်လို့ကျွန်တော်ယူဆပါတယ်ကျတော့ဒီအတိုင်းနဲ့သွားမယ်ဆိုရှင်ကျွန်တော်ထင်တာကဘယ်လိုဖြစ်ဖြစ်ကျွန်တော်တိုင်းသားတွေရဲ့အတန်ကတိုင်းသားတွေကိုစားပြုမှုကအခုလွတ်တော်မှာကျတော့ပို့ပြီးတော့ပါဝင်နိုင်နာမိုင်လို့ပါဝင်လာမယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအခုလိုအချိန်ပေးတဲ့အတွက်ပေါ့လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်